Path 25, page number 43, Casco Max. Level 2A, that number 33 they are. Find the missing number in the number pattern. Number pattern meaning channel sabio, look down A to be high honey jilly hajaro, 866 gun in your, no, 866 gun, 846 and your one. Below your wire to 0, 6 minus 6 solution, 0, minus 6 minus 4 solution 2, 8 minus 8 is 0, minus 20 your one. So let's set it there. Set it there 46 and 26 of the level of 20 no? Your one, let's say your one. I'll check about it and let's say like no minus 20 like no wrong. The 826 and 20 over the Kajaro to show A O no A O 6 over Yamapo. The minor type minus the 20 no as a general minus 8 0 system and 20 of 0 minus 6 minus 0 is 6 but 0 at 2 on 7 period to say 10 minus 2 is 8 7 so it's that's when I get 786 so 786 yame the shade of the course in that Dilamo to the form and pattern also minus 20 whatever dollar Linear has a now me and plus 20 20 pound 8 6 go to 20 pound 6 plus 0 solution 6 6 plus 2 solution 8 886 for not the solution 20 let's say how many 866 yamaba POGR PR 585 580 ဖြစ်သွားတော့ကြည့်လိုက်တဲ့ခါကျရင်ဒီကျတော့ plus ပေါင်းသွားပြီ5နဲ့8နဲ့ဖြစ်သွားဆိုတော့ပေါင်းသွားတာလေ3ပေါင်းသွားတာ okay ဒီကျရင်ဒီမှာ plus 3လေးပေါင်းသွားဒီမှာ3ပေါင်းမယ်ဆိုလို့ရှိရင်ကျတော့ကဒီမှာဒီလိုပုံရမယ်နော် plus 3ပေါင်းတဲ့ခါကျရင်ဒီမှာ11 17ဆိုတော့ဒီရှင်းတဲ့ပေါင်းကျတော့ပါတယ်9ပြီး5ဆိုကြတော့ဒီမှာဒီ590 okay 91ဒီမှာလည်း plus 3ပေါင်းတော့594အခါ plus 3 594 plus 3ပေါင်းတဲ့အခါကျတော့590နဲ့မှာဘယ်လောက်ဖြစ်သွားမလဲ7ရအောင်ပဲ okay ဒီမှာကြားရင်ဒီလိုပုံစံနဲ့သွားမယ်ဆိုရင် plus 3ပေါ့ဒါမျိုးသွားတဲ့ပုံတွေပြောင်းပြန်သွားတဲ့အခါကျတော့ minus 3 500 minus 3လုပ်လိုက်တဲ့အခါကျ582ဆိုပြီးတော့ဒီချက်တော့အဖြေရတာပဲ okay ပါ C ကိုဆက်သွားကြဆို C ရကြတော့973ကနေ974ဆိုတော့ plus 1ဒါလေးဒါလေးက plus 1ဆိုလို့ရှိရင်975 okay ဒီက971 plus 1ဆိုလို့ရှိရင်972ဆိုတော့ဒါလေး C ပါ okay ဆက်လိုက်ပြီးတော့ D E F တော့မှုဆက်တော့ပြပေးပါမယ်690ရတယ်618ဆိုရောသွားတော့10 minus 10ရောသွားတာပေါ့နော်။ဒီကထည့်ချပါတယ်။ minus 10ရောသွားတော့ဆက်သွားမယ်ဆိုရင် minus 10ဆိုတော့600ကျန်လို့ဒီ70ရတယ်။ဒီကနေပြီးတော့လေ minus 10ဆိုတော့ခါကျတော့710ဒီလိုဆက်သွားမယ်ဆိုရင် minus 10ဆိုတော့700ဆိုပြီးတော့ဒီလိုရအောင်ပါ။ Okay ဒီနေတဲ့ကဏ္ဍနှစ်ခုလေးရအောင်မယ်နော်။တရားဒီ875ဆိုတော့ဒါဒီကတည်းက plus 5အဲဒီလိုပါမယ်ဆိုရင် plus 5ဆိုတဲ့အခါကျတော့855ဒါလည်းနောက် plus 5လောက်ထားတော့16ဖြစ်သွားတာဒါလည်းကျွန်တော်က plus 5ဆိုတဲ့အခါကျတော့865ဆိုပြီးတော့ဒါပါမယ် okay နောက်ဆုံးတစ်ခုကြည့်အောင်နောက်ဆုံးတစ်ခုလေးကကျတော့ဒီမှာနောက်ဆုံးမှာ800နဲ့600 sorry 815ဆိုတော့ plus 15တိုးလာတာနော်ရှေ့50ဖြစ်သွားတော့အဲ့တော့ဒီချက်တော့ဒါလေးပဲ plus 50ရေလိုက်ပေါင်းတာပေါ့လိုက်ပေါင်းတော့650ရမယ်ဒါလည်း plus 15ပေါင်းလိုက်တဲ့အခါကျတော့700ဒီမှာလည်း plus 15ပေါင်းမယ်ဆိုလို့ရှိရင်လည်းကျတော့လေ715 ဆို15နော်50ဆိုတော့ရမယ်ဒါလည်း plus 15ပေါ့လို့800ချလာတာပါဒီဟာလည်းဆက်ပြီးကြပါစို့